ဝင်မင်္ဂလာပါရကယ်ဗင်လင်းပါဒီနေ့အဲ့ဒါအချင်းအဖြစ်တော့6:42 6:45လောက်တော့ရှိပြီပေါ့နော်ညနေပိုင်းဆောင်းမြလမှုဖျားနာနှစ်စေးကိတ်နောက်မှရှိနေတယ်မြက်ထားလိုက်ပေါ့နော်နှစ်စေးမြက်ထားလိုက်မှာပါအဲ့လမ်းလျှောက်ပြီးပြန်နေတာနောက်လေးကလမ်းလျှောက်လို့ကောင်းတယ်နင်းလည်းမိုးမရွာလို့ပါဒီနားမှာမလမှုဖျားဖို့ကျင်းပနေကြနေရတွေပေါ့နော်နောက်တဲ့အကုန်လုံးကအဆောက်အဦအသစ်တွေနေပေါ့နော်ဒီ company တွေ car showroom တွေလက်ဖက်ရည်ဆိုင်တွေ restaurant တွေဘားတွေအဲဒီမှာအဆောက်အဦအသစ်တွေနေရာယူပလိုက်ပြီးဆိုတော့ငယ်တော့လို့တော့တိတ်ပြော့ဖို့မကောင်းတော့ဘူးကြည့်ရတာ space တွေရတယ်ကျင်းသွားပြီလေဒီနေရာတွေပေါ့ကျွန်တော်မလမှုဖျားပွဲကျင်းပလေးရှိတဲ့နေရာပေါ့နှစ်စင်ပေါ့နော်အဲဒီနေရာတွေအကုန်လုံးမှာဆောက်ဦးတွေအသစ်တွေဆောက်လိုက်တော့နေရာတွေကျင်းသွားပြီညနေလဲစောင်းတယ်မိုးလဲချုပ်တယ်မခဏနားလက်ထိုးတော့နေရတော့မဝင်သေးဘူးပေါ့နည်းနည်းလေးအလင်းရောင်နဲ့ကြံသေးတယ်အလင်းရောင်နဲ့ကြံအောင်ချိန်လေးရိုက်ထားတာဒါတော့ဘုံကြောင်ပေါ့ဓမ္မတင်ကြီးပြောပွဲကျောင်းတိုက်ဘုံကြောင်လေးဓမ္မတင်ကြီးပြောပွဲကျောင်းတိုက်ဟောနေဒီမလမှုဖျားပေါ့မလမှုဖျားဒါဓမ္မတင်ကြီးပြောပွဲကျောင်းတိုက်โอเคအားလုံးပဲနှုတ်ဆက်တယ်နော် bye bye နောက်မှတွေ့မယ် see you have a great day